အားလုံးပဲမင်္ဂလာပါ 2max ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ 2max တို့ iPhone 18 Pro တွေ Pro Max တွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ iPhone 18 Pro တွေ Pro Max တွေထွက်ဖို့ကတလပဲလိုပါတော့တယ် September နောက်လ10ရက်နေ့ September 10ရက်ဒါမှမဟုတ်9ရက်နေ့မှာဆိုလို့ရှိရင် Apple ကဒီ iPhone 18 Pro တွေ Pro Max တွေကိုကြီးညာတော့မှာဖြစ်ပါတယ်လောဆယ်ကတော့ရက်ကအသေးချာမသိသေးဘူး September 10ရက်ဖြစ်မလား9ရက်ဖြစ်မလား 2max က9ရက်လို့တော့ထင်ပါတယ်အဲ့တော့ iPhone 18 Pro Pro Max တွေအပြင် iPhone Ultra ပေါ့နော်ပထမအဆုံး Apple ရဲ့ခောက်ဖုံးပြီးလို့ရှိရင် Apple Watch Series 12 Apple Watch Ultra 4နဲ့တခြား AirPods တွေတခြားစိတ်ဝင်စားစရာကောင်းမဲ့ Apple products တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကတော့ mainly iPhone 18 Pro နဲ့ Pro Max အကြောင်းပဲ 2max ကပြောပြပေးချင်ပါတယ်ဘာဖြစ်လို့ဆိုတော့အရင်နီးနေပြီးနောက်လာရထွက်တော့မှာဆိုတော့လောဆယ်မှာတိထားသမျှသတင်းတွေကိုခြုံငုံပြီးတော့ပြောထားမှ 2max ရဲ့ပြည်သက်တွေကနောက်လာတကယ်ထွက်တဲ့အချိန်ကြလို့ရှိရင်အကြမ်းမြင်တိပြီးနေပြီဆိုတော့အဆင်ပိုပြီးတော့ပြေးသွားတာပေါ့နော်အဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်အဲ့တော့ဒီနှစ်ကတကယ် main ပြောင်းလဲမှုကတော့ variable aperture lens ဖြစ်ပါတယ်နောက်ကကြောဘက်ကင်မရာပေါ့နော် variable aperture လို့ပြောလို့ရှိရင်နားသိလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အနောက်ကကင်မရာကိုအလင်းချိန်ညှိနိုင်တဲ့ feature အသစ်လို့ပြောမှာဖြစ်ပါတယ်အခုလောလောဆယ် 2max တို့လက်ရှိသုံးနေတဲ့ iPhone 17 Pro Pro Max တွေဒီကင်မရာတွေမှာဆိုလို့ရှိရင်ဒီ aperture ဆိုတဲ့အလင်းအမှောင်ချိန်ညှိနိုင်မှုဟာကို software ကနေပဲလုပ်ပေးသွားတာဖြစ်ပါတယ်အဲ့တော့ 2max တို့တကယ်လို့အရန်ကိုလင်းတဲ့နေရာတော့အရန်ကိုလင်းတဲ့အလင်းရောင်ရှိကိုရောက်ပြီဆိုလို့ရှိရင်ဖုန်းရဲ့ဒီကင်မရာကအရန်လင်းနေပြီဆိုလို့ရှိရင်အလင်းရောင်ရော့ပေးတာတကယ်လို့အမှောင်အခန်းထဲသွားပြီဆိုလို့ရှိရင်မှောင်တာကိုပို့ပြီးတော့လင်းအောင်လုပ်ပေးတဲ့ feature တွေကိုသူက software နဲ့လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဖုန်းရဲ့ကင်မရာကဒီတိုင်းပဲရှိနေတာအဲ့ဒီဟာကို AI နဲ့တုံးပြီးတော့ဒါပို့ပြီးတော့လင်းအောင်ပို့ပြီးတော့အလင်းရော့အောင်ဒါတွေလုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ variable aperture ဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင် 2max ရဲ့ camera lens နဲ့တူပါတယ်အဲ့တော့ camera lens မှာဆိုလို့ရှိရင် variable aperture ပါတယ်ဖြစ်ပါတယ်ဒါကတော့ physically ပေါ့နော်အဲ့တော့ camera ရိုက်တဲ့လူတွေဆိုလို့ရှိရင်သဘောပေါက်မှာပါ professional camera သုံးတဲ့လူတွေပဲဖြစ်ဖြစ်ဓာတ်ပုံဝါသနာပါလို့ camera အကြောင်းနားလည်တယ်ဆိုလို့ရှိရင် camera မှာဒီလိုမျိုးလှည့်လို့ရတဲ့ aperture system ရှိပါတယ်အဲ့တော့လှည့်ပြီးဆိုလို့ရှိရင်ပို့ပြီးတော့အလင်းမြန်အလင်းပို့ပြီးတော့ဝင်စေချင်တာလားပို့ပြီးတော့အလင်းကိုရော့စေချင်တာလားဆိုတဲ့ဟာကိုချိန်ညှိလို့ရပါတယ်အဲ့ဒါမျိုးကို iPhone မှာရပြီဖြစ်ပါတယ်အဲ့တော့ဘာနဲ့ဥပမာပေးရမလဲဆိုလို့ရှိရင် 2max ရဲ့လူတွေရဲ့မျက်လုံးနဲ့ဥပမာပေးပါမယ်လူတွေမျက်လုံးမှာဆိုလို့ရှိရင်မျက်ကြည်လွှာပေါ့တငယ်အိမ်ပေါ့တငယ်အိမ်လို့ပြောရမှာဖြစ်ပါတယ်တငယ်အိမ်ဒီအမဲရောင်လေးဟာအရန်ကိုလင်းတဲ့အယောင်အလန်းကိုလင်းတဲ့နေရာရောက်သွားပြီဆိုလို့ရှိရင်မျက်စိမထိကြအောင်လို့ तू ကချိန်ညှိပေးပါတယ်ပို့ပြီးတော့တငယ်အိမ်လေးကကျုံသွားပါတယ်အရန်မှောင်တဲ့နေရာတွေရောက်ပြီဆိုလို့ရှိရင်တော့တငယ်အိမ်ကို तू ကပို့ပြီးတော့ကြီးလာအောင်လုပ်ပေးပါတယ်ဒါကတော့တဘာဝ process ပါအဲ့ဒီ process ကို 2max က iPhone မှာရမှာဖြစ်ပါတယ်အဲ့တော့ iPhone မှာရပြီဆိုတော့အလင်းမောင်ချိန်ညှိပေးတာအပြင်ဘာတွေပို့ပြီးတော့ကောင်းသွားမလဲဆိုတော့မေးခွန်းရှိပါတယ်အဲ့တော့ဘာတွေပို့ပြီးကောင်းသွားမလဲဆိုလို့ရှိရင်တော့တကယ်အရေးပါဆုံးကတော့ portrait mode တွေဖြစ်ပါတယ် portrait mode ဆိုတာကတော့ဒါဓာတ်ပုံကိုစိတ်ဝင်စားတဲ့ photography အကြောင်းနားလည်လို့ဆိုလို့ရှိရင် portrait mode ကပါလဲဆိုတာကိုသိမှာပါအခုဒီ 2max ရဲ့ iPhone တွေမှာဆိုလို့ရှိရင်လည်း portrait mode ရှိပါတယ် portrait mode ကအနောက်ကရှုခင်းတွေကိုနည်းနည်းလေးဝါအောင်လုပ်ပေးပြီးတော့ကိုယ့်ရဲ့အရှိရလူပုံတွေကိုနည်းနည်းလေးကြည်အောင်လုပ်ပေးတာပေါ့နော်အဲ့ဒါမျိုးကိုဒါဓာတ်ပုံဒီ professional camera နဲ့ရိုက်ပြီးဆိုလို့ရှိရင်ဒါတကယ်ကိုတဘာဝဆန်တဲ့ပုံစံတွေရတယ်ဒါပေမဲ့ iPhone camera တွေကအဲ့လောက်ကြီး lens တွေမကြီးရတဲ့အတွက်ကြောင့်မလို့အဲ့ဒါဟာကို 2max က software နဲ့သုံးပြီးတော့ဒီ lidar scanner တို့ iPhone ရဲ့ photonic engine တို့နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးပုံစံရအောင် creation လုပ်လာတာဖြစ်ပါတယ်ဒါ iPhone 8တို့ iPhone 10တို့တွေကပထမဆုံးစပြီးရလာတဲ့ feature ပါ iPhone 7တို့တွေကရလာတဲ့ feature ပါ portrait mode ဆိုတော့ portrait mode ဆိုတာဘာလဲဆိုလို့ရှိရင်အနောက်က background ဝါအောင်လုပ်ပြီးတော့အရှိရလူပုံစံကိုကြီးလုပ်ပေးတယ်ဒါပေမဲ့တစ်နှစ်နဲ့တစ်နှစ်ကပို့ပြီးတော့ကောင်းလာတာပေါ့နော်ဒါပေမဲ့အရင်ကြီးတကယ်100ခန်းလုံးကောင်းပြီလားဆိုတော့100ခန်းလုံးမကောင်းနိုင်သေးဘူးဘာဖြစ်လို့လဲ software တို့ကြောင့် software နဲ့လုပ်တဲ့အတွက်ကြောင့်မလို့ခါကြလို့ရှိရင်သပင်နာနေလေးတွေမှာနည်းနည်းလေး focus မငြိမ်တာတို့သပင်နာနဲ့အနောက်က background တစ်ခုရောနေတာဒါမျိုးတွေအခုချိန်ထိဖြစ်နေပါသေးတယ်ဒါတွေကို short ချဖို့အတွက်ဆိုလို့ရှိရင်ဒီ variable aperture လာပြီး straight ကြောင့်မလို့တဘာဝအတိုင်း camera professional camera နဲ့ရိုက်တယ်လို့မျိုးဒီပုံတွေကအရန်ကိုကောင်းပုံပြီးတော့ကြည်လင်ပြတ်သားမှုနဲ့ရိုက်နိုင်မှာဖြစ်ပါတယ်အနီးကပ် macro shots တွေရိုက်ပြီဆိုလို့ရှိရင်လည်းတကယ်ကိုကြီးကြီးလင်းလင်းပြတ်ပြတ်သားသားနဲ့ consistent ကောင်းကောင်းနဲ့ရိုက်နိုင်မှာဖြစ်ပါတယ်
ဒါကတော့တကယ်ကိုထူးခြားတဲ့ပြောင်းလဲမှုတွေကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါအပြင် cinematic mode ဆိုရက်ဒါသူမဆိုအခုဗီဒီယိုရိုက်နေလို့ရှိလို့ရှိရင် professional camera ရိုက်လို့ရှိရင်သူမစကမျက်နှာလေးကကြည့်ရဲအနောက်က background နည်းနည်းလေးဝါနေတယ်ဒါမျိုးကို iPhone မှာရအောင်လို့ cinematic mode ဆိုတာရှိပါတယ် cinematic mode အတွက်လည်းအထောက်အကူအများကြီးဖြစ်မှာပါဆိုတော့တကယ်ကိုလှုပ်ရှားနိုင်တဲ့ camera ကိုသုံးလိုက်ပြီဆိုတဲ့အတွက်ကြောင့်မလို့ software နဲ့မဟုတ်ဘဲနဲ့ hardware ပါလာပြီဆိုတဲ့ကြောင့်ပို့ပြီးတော့ကောင်းမွန်အောင်ဒီရုပ်ထွက်တွေကောင်းမွန်မယ် consistency ပို့ပြီးတော့ကောင်းမယ်ဒါမျိုးရိုက်နေမှာဖြစ်ပါတယ် philosophy လေးနည်းနည်းလေးပြောချင်ပါတယ်ကုံသွားတဲ့ပတ်စံတွေကုံသွားတဲ့ပစ္စည်းတွေဆုံးရှုံးသွားတဲ့အရာတွေအကုန်လုံးကိုကများသောအားဖြင့်ကတော့ပြန်ပြီးတော့အစားထိုးလို့ရတယ်ပတ်စံတွေဆိုလည်းပြန်ရှာလို့ရတယ်ဒါပေမဲ့ပျောက်ဆုံးသွားတဲ့အချိန်ကုံဆုံးသွားတဲ့အချိန်တွေကပြန်ရှာဖို့ပြန်အစားထိုးဖို့ကမလွယ်ပါဘူးအဲ့တော့ Thomas တို့အကုန်လုံးဖုန်းတွေပါလို့ကင်နေလဲသူသဖြင့် iPhone တွေပါလို့ကင်နေလဲဆိုလို့ရှိရင်တော့ဒီဆုံးရှုံးသွားတဲ့ memories တွေပေါ့နော်အချိန်နဲ့တပြေးညီဖြစ်နေတဲ့အရာတွေမျက်စိတမိတ်လက်ဖြင့်တွတ်လျှက်စီတစ်ဖြတ်ရိုက်တဲ့အချိန်မှာဖြစ်ပျက်သွားတဲ့အရာတွေကိုရိုက်ကူးနိုင်မှုအတွက် Thomas တို့ကကင်မရာကောင်းကောင်းဖုန်းကောင်းလိုအပ်ပါတယ်အခုလက်ရှိမှာဖုန်းကဆက်သွယ်မှုအပိုင်းတွေမှာဟုတ်တော့ဘဲနဲ့ကင်မရာကိုပို့ပြီးတော့ Thomas တို့ကအားကိုးလာတဲ့အတွက်ကြောင့်မလို့ဒီမှာဖြစ်ပျက်သွားတဲ့အရာတွေကိုကင်မရာကောင်းကောင်းနဲ့အရန်ကိုစိတ်ချရတဲ့ကင်မရာတစ်လုံးပိုင်ဆိုင်နေဖို့ဖုန်းတစ်လုံးပိုင်ဆိုင်နေဖို့ကအရန်ကိုအရေးကြီးပါတယ်အဲဒါကြောင့်မလို့အခုလိုမျိုး variable aperture တွေထပ်ပြီးတော့ထည့်လာတယ်ပို့ပြီးတော့ကောင်းမွန်တဲ့ features တွေထပ်ပြီးတိုးလာတယ်ဆိုလို့ရှိရင် Thomas တို့ကဘယ်ချိန်မှာပဲဖြစ်ဖြစ်ဖုန်းလေးကိုကောက်ကင်ပြီးရိုက်လိုက်တဲ့အချိန်မှာ confidence ရှိနဲ့အမြဲတမ်းဒီဖုန်းက consistent image တွေရနိုင်မယ်ကြည်လင်ပြတ်သားပြီးတော့ယုံကြည်မှုရတဲ့ဓာတ်ပုံတွေကိုအမြဲတမ်းထုတ်ပေးနိုင်မယ်ဆိုတော့ဒီ confident ယုံကြည်မှုဟာကိုယ့်ရှိမှာအမြဲတမ်းရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့သုံးရတဲ့ feelings ကလည်းပို့ပြီးတော့ကောင်းလာတယ်ပို့ပြီးတော့ယုံကြည်မှုလည်းရှိလာတယ် point and shoot camera တွေရဲ့တကယ်အားတာမှုတကယ်ကိုအနှစ်သာရကို Thomas တို့အမြဲတမ်းခံစားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ variable aperture ကတချို့လူတွေအတွက်ကြတော့အရေးကြီးမှာမဟုတ်ဘူးတကယ်ကိုဒီ photography ကိုအရန်ကိုလေးစားတဲ့လူတွေ photography ကိုအကျွမ်းတဝင်သုံးနေတဲ့လူတွေ camera ကိုအရန်ကိုထဲထဲဝင်ဝင်သုံးတဲ့လူတွေ photographers တွေ professional တွေဆိုလို့ရှိရင်အရန်ကိုဒါဒီ feature ကိုသဘောကျမိပြီးတော့ကျေးဇူးတင်မိမှာပါတကယ်လို့သူတို့ရဲ့ promise တိုင်းဖြစ်လာပြီးအရန်ကိုကောင်းမှုပြီဆိုလို့ရှိရင်ပေါ့နော်ဒီ feature ကSamsung မှာဆိုလို့ရှိရင် S9 နဲ့ S10 တုန်းကလောက်ဖူးပါတယ်ဒါအစ်စ်တော့မဟုတ်ပါဘူးဒါပေမဲ့အဲ့တုန်းကလောက်ပြီးတော့နှစ်ကြာတော့ပြန်ပြီးတော့ဖြုတ်လိုက်တယ်ဘာလို့ဆိုတော့အဲ့တုန်းကအခုတော့လည်းမလုံနိုင်သေးဘူးပေါ့နော်ကျင်းပြောလို့ရှိလို့ရှိရင် technology ကအခုလောက်ထိလည်းမရသေးဘူးပြီးတော့အဲ့တုန်းကလည်းအရင်ဈေးကြီးတယ်ထည့်ရတဲ့ဟာတွေကပို့ပြီးတော့ confidence တွေအတွက်ပို့ပြီးတော့ပတ်စံသုံးရတဲ့ကြောင့်မလို့ Samsung ကပြန်ဖြုတ်လိုက်တယ်အခုတော့ Apple ကပြန်လောက်လာပြီဆိုတော့ Apple ကတိတဲ့အတိုင်းပဲသူတို့လုပ်ပြီဆိုလို့ရှိရင်သူများထက်ပို့ပြီးတော့ကောင်းအောင်လုပ်တတ်တယ်ပထမအဦးဆုံးတော့မလုပ်ဘူးနောက်ဆုံးမှလုပ်ပြီးတော့ပို့ပြီးတော့ကောင်းအောင်လုပ်တတ်တဲ့ထုံးစံရှိနေတဲ့အတွက်ကြောင့်မလို့ Apple ကဘယ်လိုလုပ်မလဲဘယ်လိုမျိုး marketing ကောင်းကောင်းနဲ့လာမလဲဆိုတာသူမှဆိုစောင့်ကြည့်ရမယ် Samsung ကလည်းနောက်နှစ်မှာS27 မှာဒီ variable aperture ထည့်လာမလားဆိုတာကိုသူမှဆိုစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ camera အကြောင်းတွေပြောပြီးပြီဆိုတော့ဘာတွေထပ်ပြီးတော့ပြောင်းလဲမလဲဆိုလို့ရှိရင်တော့အခု Thomas တို့design ပိုင်းအနေနဲ့ကတော့ပြောင်းလဲဖို့မရှိပါဘူးဆိုတော့ iPhone 17 Pro တွေ Pro Max တွေမှာဒီ camera plateau နဲ့ပြောင်းထားတာဆိုတော့အနောက်ဘက်မှာပြောင်းလဲမှာဒီ camera plateau အယောင်နဲ့ဒီ body အယောင်ကိုတပြေးတဲ့အယောင်သွားမယ်လို့ခံမှန်းပါတယ် aluminum ပဲဆက်ပြီးတော့သုံးနေအောင်ပါအရှိပိုင်းမှာဆိုလို့ရှိရင်တော့ဒါ dynamic island ကိုတေးအောင်လုပ်ပေးထားမယ်လို့သိရပါတယ်30ခန်းလောက်ပို့ပြီးတော့တေးသွားမယ်ဖုန်းကပို့ပြီးတော့ထူလာဖို့ရှိပါတယ်ပို့ပြီးတော့ထူတဲ့အတွက်ကြောင့်မလို့ battery ပို့ပြီးတော့ထည့်နိုင်ပါတယ်iPhone 18 Pro တွေမှာဆိုလို့ရှိရင်4400ကျော်ကျော်နဲ့ iPhone 18 Pro Max တွေမှာဆိုလို့ရှိရင်9500နီးပါးလောက်ရနိုင်မှာဖြစ်ပါတယ်ပို့ပြီးတော့ battery ဆန့်သွားတယ်ပေါ့နော်ဒါကပို့ပြီးတော့ကောင်းတဲ့အချက်ပါဖုန်းနည်းနည်းလေးထူသွားမယ် battery ပို့ပြီးတော့ခံသွားမယ်ပို့ပြီးတော့ဆန့်သွားမယ်ဆိုတော့ဒါမပြောပါတော့ပါဘူးဖုန်းထူတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျန်တဲ့အရာနဲ့ပတ်သက်ပြီးလို့တော့အယောင်၄ရောင်ထွက်ပါမယ်dark cherry ကတော့ဒီနေ့အတွက်အယောင်ဖြစ်ပါမယ် dark cherry ဆိုတာ cherry ဒီအယောင်ဘက်ကိုတွားမလားဒါမှမဟုတ်ဖုန်းကြီးသင်္ကန်းရောင်ဘက်ကိုတွားမလားတော့မသေးချာသေးပါဘူးဘယ်ဘက်ကိုတွားဒါအနီရင့်ရောင်တစ်ခုကတော့ပါမှာပါပြီးလို့ရှိရင်အပြာရောင်လေးလည်းလာဖို့ရှိပါတယ်အပြာနုရောင်လေးပေါ့နော်ဟိုးရင်တော့ iPhone 13 Pro Max တွေ Pro တွေတုန်းကလို့ Sierra Blue ပြန်လာဖို့ရှိပါတယ်ပြီးရင်တော့အမဲရောင်တော့လာဖို့မရှိဘူး dark gray နဲ့ silver နဲ့နှစ်ခုရမှာဖြစ်ပါတယ်ဈေးတက်ဖို့ရှိပါတယ်ဈေးကတော့တက်မှာပါဘာဖြစ်လို့လဲဆိုတော့တိတဲ့အတိုင်းပဲ Apple products တွေကိုဟိုတလောကအသက်ကုန်တက်သွားတာ iPad တွေဆိုလို့ရှိရင်ဒေါ်လာ200လောက်ဈေးတက်သွားတယ်ဆိုတော့ iPhone တွေလည်းဒေါ်လာ200နဲ့300ကြားတက်မှာဖြစ်ပါတယ်300လောက်ထိတော့တက်မယ်တော့မထင်ဘူးဘာဖြစ်လို့ဆိုတော့ iPhone ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အဲ့လောက်ကြီးကျဉ်းကျဉ်းနဲ့လုပ်လို့မရဘူးဒေါ်လာ200ကတော့အနည်းဆုံး
တက်မှာသိချပါတယ်အဲ့ဒါကြောင့်မလို့အခုလက်ရှိနောက်ဆုံးသိရတဲ့သတင်းအနေအရပေါ့နော် iPhone 17နေကိုတောင်မှပဲအခုလာမယ့်တင်လာနေ August 10ရက်နေ့မှာဈေးတွေတက်ပြီလို့သိရပါတယ်ဒါကြိုပြီးတော့တက်ထားတာပေါ့နော်အဲ့တော့ iPhone 18 Pro တွေ Pro Max တွေထွက်မယ်ဆိုလို့ရှိရင်တော့$200လောက်ပို့ပြီးတက်မယ်ဆိုတော့ကိုယ့်ရဲ့ခေါင်းနောက်ထဲမှာနည်းနည်းလေးမှတ်ထားပါ iPhone Ultra ခောက်ဖုံးက$2500လောက်ကနေစမယ်လို့ထင်ပါတယ်ဒီ iPhone တွေထဲမှာဘာ chip ကိုသုံးလဲဆိုလို့ရှိရင်တော့ A20 Pro chip ကိုသုံးပါမယ်ပထမဆုံးအနေနဲ့2nm processing ကိုသုံးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ efficiency ပိုကောင်းရမယ် speed တွေပိုပြီးတော့မြန်လာမယ်15ကနေပြီး20ခန်းလောက် CPU GPU ပိုပြီးတော့မြန်သွားမှာဖြစ်ပါတယ် battery ပိုပြီးတော့ခံလာဖို့ရှိပါတယ်ဆိုတော့ efficiency ပိုပြီးတော့ကောင်းသွားတဲ့အတွက်ကြောင့်မလို့ပါပြီးတော့ 5G ကို satellite နဲ့ရမယ်ဆိုတာလေဒါသတင်းတွေကြားနေရတယ်ပေါ့နော်ဒါကတော့ Apple ရှင်းပြတဲ့အချိန်ကြာမှာ Thomas ကထပ်ပြီးတော့အကျယ်တဝင့်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ iPhone 18 Pro တွေ Pro Max တွေမှာပြောင်းလဲမဲ့အရာတွေလို့ပဲပြောရမှာဖြစ်ပါတယ်ကြီးကြီးမားမားဒီဇိုင်းပိုင်းပြောင်းလဲမှုတွေပါပြီးတော့တွေ့ရမှာမဟုတ်ပါဘူးဒီနှစ်ကတော့ camera upgrade ကိုပဲဒါအလေးပေးမယ်ပြီးလို့ရှိရင်တို့ရဲ့တကယ်ရွှေမင်းသားလေးကတော့ဒီနှစ်ကတော့ iPhone Ultra ဖြစ်တဲ့အတွက်ကြောင့်မလို့18 Pro တွေ Pro Max တွေမှာတိတ်ပြီးတော့ focus မထားဘူးပေါ့နော် iPhone Ultra ပဲတို့ကြာကြာကြီးပြောသွားမှာပါတို့ပထမအဆုံးခောက်ဖုံးဘာညာတရကပေါ့နော်ဒါလေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေက iPhone 18 Pro တွေ Pro Max တွေကိုလဲတင်လဲဆိုလို့ရှင်တော့ Thomas ကတော့maybe iPhone 14 Pro Pro Max သမားတွေ15 Pro Pro Max သမားတွေလဲတင်တယ်လို့ထင်ပါတယ်တကယ်လို့လဲမယ်ဆိုလို့ရှင်ပေါ့နော်နှစ်တိုင်းဖုန်းလဲနေကြလို့ဆိုလို့ရှင်တော့ဒါအရင်နှစ်က iPhone 17လဲတယ်ဆိုလို့ရှင်တော့18လဲလဲလိုက်ပါဘာဖြစ်လို့ဆိုတော့ပို့ပြီးတော့တန်တာပေါ့နှစ်တိုင်းလဲတဲ့ဟာပို့ပြီးတော့တန်ပါတယ်မလဲတဲ့လူတွေကတော့16 Pro Pro Max တွေမလဲတဲ့ပါဘူး17 Pro Max တွေကတော့ဘာမှလဲစရာမလိုပါဘူးဆိုတော့ဒီတိုင်းဒီပုံစံဒီဇိုင်းတိုင်းပဲကင်မရာလေးပဲပြောင်းသွားတာဆိုတော့ကင်မရာဘက်ကိုတိတ်ပြီးတော့ယူမူမဆွဲလန်းဘူးဆိုလို့ရှင်တော့လဲစရာအကြောင်းမရှိပါဘူးကင်မရာကိုတကယ်ကိုယူမူဒီ aperture lens ကိုမှကြိုက်တယ်ဆိုလို့ရှင်တော့လဲပါပေါ့နော်ကိုမှ budget လည်းရှိရင်ပေါ့ဈေးတွေကလည်းတက်မှာဆိုတော့နှစ်တိုင်းလဲတာဟာပို့ပြီးတော့တန်တယ်လို့ Thomas ကတော့ထင်ပါတယ်iPhone 15 Pro တွေ Pro Max တွေကိုဘာကြောင့်လဲတင်လဲလို့ပြောလဲဆိုလို့ရှိရင်တော့15 Pro တွေ Pro Max တွေက battery ဘက်မှာတော်တော်လေးကိုအားနေပါတယ်ဒါကြောင့်မလို့ battery အရင်မခံဘူးဆိုလို့ရှိရင်တော့ဒီ18 Pro Pro Max တွေကတော်တော်လေးကို battery ခံပြီးတော့ပြောင်းလဲမှုကြီးကြီးကို battery ဘိုင်းမှာပြောင်းလဲမှုကြီးကြီးကိုတွေ့ရမှာဖြစ်ပါတယ်ဒီနှစ်မှာမလဲသေးဘူးနောက်နှစ်မှာစောင့်မယ်ဆိုလို့ရှိရင်တော့နောက်နှစ်မှာဆိုလို့ရှိရင်လည်း20ပြည့် iPhone 20ထွက်ဖို့ရှိပါတယ် iPhone 20ကတော့ design ပိုင်းအားလုံးပြောင်းပြီးတော့အမြင်သစ်အစမ်းနဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုစောင့်မယ်ဆိုလို့ရှိရင်လည်းဆက်ပြီးတော့စောင့်နိုင်ပါတယ်အဲ့တော့ဒါကတော့ iPhone 18 Pro တွေ Pro Max တွေအကြောင်းအကြံဉာဏ်ပြပြပေးသွားတာဖြစ်ပါတယ်နောက်လ September 10ရက်တောင်မလို့ရှိရင်9ရက်နေ့မှာထွက်မှာဖြစ်ပါတယ်အဲ့တော့ပတ်စံလေးကြိုပြီးတော့စုထားပြီးတော့ထွက်မဲ့အချိန်ကြာလို့ရှိရင်10 CB ဝယ်ဖို့လည်းမမေ့ပါနဲ့ဘာဖြစ်လို့ဆိုတော့ဒီနှစ်မှာ iPhone တွေကဝယ်ရဖို့ခက်ပါလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ AI chip တွေ shortage ဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်းတွေထုတ်လုပ်မှုတွေနဲတာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့နည်းနည်းလေးထုတ်လုပ်မှုကြံ့ကြာမယ်ဆိုတော့ကြောင့်မို့စပြီးတော့ရောင်းတဲ့အချိန်မှာဝယ်ရတာနည်းနည်းခက်ခဲတွေရှိပါမယ်အဲ့တော့လက်တွက်ဖို့လိုပါမယ်အဲ့တော့အားလုံး have a nice day take care and see you ပါ goodbye